American New York Stock Exchange ကြီးอ่ะဆိုလို့ရှိရင်တော့ tokenized stock တွေကိုအယောင်းဝယ်ပြုလုပ်နိုင်ဖို့ရာအတွက် blockchain နည်းပညာကိုအခြေခံနေပေါ့နော်ဒါ digital trading platform ကိုတည်ထောင်နေပြီဖြစ်တယ်လို့ဒါတရားဝင်သတင်းထုတ်ပြန်လာခဲ့ပါတယ်ပြီးတော့ဒီ trading platform ကိုပေါ့နော် launch လုပ်ပြီးတော့မှလူတွေအသုံးပြုနိုင်ဖို့ရာအယောင်းဝယ်တွေဝင်ရောက်ပြီးတော့မှလှုပ်ဆောင်နိုင်ဖို့ရာအတွက်ပေါ့ American ရဲ့ဒါငွေချေးသက်သေခံလက်မှတ်ကြီးကြပ်ရေးကော်မရှင်SEC ကခွင့်ပြုချက်ရအောင်စောင့်ဆိုင်းနေတာပဲဖြစ်ပါတယ်။အဲ့တော့ဒီနှစ်ကုန်ပိုင်းလောက်မှာဆိုရင်တော့ launch လုပ်ဖြစ်မယ်လို့ထင်နေပေါ့နော်။အဲ့တော့ NYSE ကနေပြီးတော့မှအခုလိုမျိုး tokenized stock တွေကိုလှုပ်လိုက်တာဟာဆိုလို့ရှိရင်လက်ရှိရိုးရိုးအယောင်းဝယ်ပြုလုပ်နေကြရတယ်ပေါ့နော်။တမယိုးကြအယောင်းဝယ်ပြုလုပ်နေတဲ့ stock တွေရဲ့နေရာမှာအစားထိုးသွားမှာမျိုးတော့မဟုတ်ပါဘူး။ဒီ tokenized stock တွေကိုအယောင်းဝယ်ပြုလုပ်ဖို့ရာအတွက်ပေါ့နော်။ဈေးကွက်နေရာတနေရာထပ်တိုးပြီးတော့မှလှုပ်ဆောင်ပေးတဲ့ပုံစံမျိုးဖြစ်ပါတယ်။အဲ့တော့ NYSE New York Stock Exchange ကနေပြီးတော့မှလှုပ်ဆောင်ထားတဲ့ digital trading platform ပေါ်မှာ tokenized stock တွေကိုအယောင်းဝယ်ပြုလုပ်လို့ရမယ်ပြီးတဲ့အခါမှာ tokenized ETF တွေကိုလည်းအယောင်းဝယ်ပြုလုပ်ရမှာဖြစ်ပါတယ်အဲ့လိုအယောင်းဝယ်ပြုလုပ်တဲ့အခါမှာဆိုရင်တမယိုးကြပုံစံမျိုးနဲ့ကွဲထွက်ပြီးတော့မှပေါ့နော် blockchain ကွန်ရက်ပေါ်မှာအယောင်းဝယ်ပြုလုပ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါ24နာရီ9ရက်ပတ်လုံးအယောင်းဝယ်ပြုလုပ်လို့ရမှာမျိုးဖြစ်ပါတယ်ပြီးတော့တမယိုးကြ stock တွေမှာဆိုလို့ရှိရင်တော့အယောင်းဝယ်ပြုလုပ်တဲ့အခါမှာပေါ့နော် trading day ပေါ့နော်ဒါမှမဟုတ်လို့ရှိရင်ဒီရုံးဖွင့်ရက်ပေါ့နော်တရက်စာစောင့်ရတာမျိုးတွေရှိပါတယ် T+1 settlement တချို့တော့ stock exchange တွေမှာဆိုရင် T+2 settlement ပုံစံမျိုးတွေတုံးကြတာမျိုးတွေရှိရပေါ့နော်အဲ့တော့ကိုကဥမာ Apple stock ကိုတနင်္လာနေ့မှာဝယ်လိုက်တယ်ဆိုလို့ရှိရင် stock ကကိုယ့်ရဲ့ account ထဲကိုချက်ချင်းမရဘူးအင်္ဂါနေ့လိုမျိုးမှာကိုယ့်ရဲ့ account ထဲကို Apple stock ကဝင်လာမယ်ကိုယ့်ရဲ့ငွေကကြတော့ account ထဲကနေထွက်သွားမယ်ပေါ့နော်အဲ့တော့အယောင်းဝယ်ပြီးမြောက်အောင်မြင်ဖို့ရာအတွက်ကိုရုံးဖွင့်ရက်တရက်စောင့်ရတာမျိုးဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတဲ့အခါမှာဂျားမှာ clearing house တွေကစည်ရင်းရှင်းလင်းတာမျိုးတွေလုပ်တယ်ပေါ့နော်ပြီးတော့ဒီဘဏ်ကနေပြီးတော့မှ transaction တွေအတွက်ကိုစီးရင်ပြုစုရတာမျိုးတွေအတွက်ကိုအချိန်ပေးရတာမျိုးဖြစ်ပါတယ်တော့ tokenized stock တွေကိုအယောင်းဝယ်ပြုလုပ်တယ်ဆိုလို့ရှိရင်ကြတော့ blockchain ကွန်ရက်ပေါ်မှာအယောင်းဝယ်လုပ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ crypto ငွေကြေးတွေကိုအယောင်းဝယ်လုပ်တဲ့ပုံစံလိုမျိုးပဲပေါ့နော်ချက်ချင်းလက်ငင်းပေါ့နော်ချက်ချင်းမဟုတ်ရင်တော့အချိန်အနည်းငယ်အတွင်းမှာမိနစ်ပိုင်းအတွင်းမှာပဲလက်ပြောင်းလက်လွယ်အယောင်းဝယ်တွေပြီးမြောက်သွားမှာမျိုးဖြစ်ပါတယ်ဒီ traditional stock တွေမှာဆိုလို့ရှိရင်တော့ဗောနော် actual ownership ရှိပါတယ်။ဥပမာ Apple stock ကိုကိုကဝယ်ထားတယ်ဆိုလို့ရှိရင် Apple ရဲ့လုပ်ငန်းတစ်စိတ်တစ်ပိုင်းကိုကိုကပိုင်ဆိုင်ထားတဲ့ပုံစံပဲဖြစ်ပါတယ်ဗောနော်။ tokenized stock တွေမှာဆိုလို့ရှိရင်တော့တိုက်ရိုက်ပိုင်ဆိုင်ထားတာမျိုးမဟုတ်ဘဲနဲ့ digital token ပေါ့အဲ့ဒီရဲ့ stock ကိုကိုစားပြုတဲ့ digital token အနေနဲ့ကိုကပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ကိုရဲ့ပိုင်ဆိုင်မှုဟာဆိုလို့ရှိရင်တော့ဒီ traditional brokerage ledger တွေထဲမှာရှိတာမျိုးမဟုတ်ဘဲနဲ့ blockchain ကွန်ရက်ပေါ်မှာရှိမှာမျိုးဖြစ်ပါတယ်NYSE ကအသုံးပြုမဲ့ blockchain ပုံစံကတော့ဒီ Bitcoin တို့လိုမျိုးပေါ့နော် public ledger မျိုးမဟုတ်ဘဲနဲ့ private ledger ပုံစံမျိုး private blockchain ပုံစံမျိုးနဲ့ trading platform ကိုတီးသန့်ဖန်တီးတာမျိုးဖြစ်ပါတယ်အဲ့တော့နောက်ပိုင်းမှာဆိုလို့ရှိရင်တော့ဒီ New York Stock Exchange တင်မကပဲပေါ့နော် Nasdaq တို့ဒါမှမဟုတ်လို့ရှိရင်တခြားသောနိုင်ငံတွေက Stock Exchange တွေရာဆိုလို့ရှိရင်လေ tokenized stock တွေကိုအယောင်းဝယ်ပြုလုပ်နိုင်ဖို့ရာအတွက်ဒီ blockchain နည်းပညာနဲ့ရှင်တွဲပြီးတော့မှလုပ်ငန်းလုပ်ဆောင်လာဖို့တွေရှိနေတာမျိုးတွေအလားအလာများစွာရှိနေပြီဖြစ်ပါတယ်